ကဘာရွှေဈေးကွက်က4580ရနေပြီးတော့မှကြာဆင်းလာတာအခုဆိုရင်4514ကိုရောက်ရှိနေပါတယ်မေလ26ရက်နေ့ကဘာရွှေဈေးကွက်သုံးသက်ချက်ကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ trader ဒီပါအဲ့တော့ဒီနေ့ကဘာရွှေဈေးကွက်ကိုကျွန်တော် technical analysis အရာဘယ်ဘက်ချောင်းအားတာမလဲเนาะဈေးကွက်ကိုရောဘယ်ဇုံတွေမှာဘယ်အခြေအနေမှာအယောင်းဝယ်ပြုလုပ်ရမလဲเนาะဘယ်နေရာလေးတွေမှာကိုကဝင်ကောင်းမလဲရောင်းရင်ကောင်းမလဲဒါကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အတူတူဈေးကွက်ကိုကြည့်လိုက်ရအောင်အဲ့တော့ day 1 time frame ကိုသွားမယ်เนาะ day 1 time frame ကိုရောက်ပြီဆိုလို့ရှိရင်ပထမဦးဆုံးเนาะ day 1 time frame ကိုရောက်ပြီအဲ့တော့ day 1 time frame ကိုကြည့်လိုက်အဲ့တော့ market structure ကအခုဒီမှာ neckline เนาะ neckline မှာ neckline ဖြစ်တဲ့4550နဲ့ဒီမှာ4440ပတ်ချာလေးပေါ့နော်ဒီဇုံလေးပေါ့အဲ့ဒီပတ်ချာလေးကိုဖောက်ဆင်းပြီဆိုရင် market ဒီတောက်လျှောက်ကျလာနိုင်လို့ရှိရင်အဲ့တော့เนาะလက်ရှိမှာဒီဇုံတွေကိုဖောက်ဖို့ကြည့်ရအောင်4550ကတော့ဖောက်သွားတယ်ဒါပေမဲ့ဒီနေ့ပိတ်ဈေးဒီ4550အောက်မှာပိတ်မလားဆိုတော့ကြည့်ရမှာအဲ့မနေ့ကကြတော့သူကပိတ်သွား4550အထက်မှာပဲပိတ်သွားအခုဒီနေ့မနက်မှာ4580တိတက်ပြီးတော့ကြာဆင်းလာပါဗျာအဲ့တော့အခုနေရကြတော့4517မှာတော့ရှိတယ်အဲ့တော့ဒီနေ့ပိတ်ဈေးဒီ4550အောက်ကိုဖြစ်တယ်ဆိုရင် market ဒီက4440တနည်းအားဖြင့်4400 4300ဒီကျိုးသွားနိုင်ကြီးပို့ပြီးတော့များပါတယ်အယောင်းပိုင်းပို့ပြီးတော့တိတိတသားဝင်လာတဲ့ confirmation ကိုတွေ့ရတယ်အဲ့တော့အဲ့ဒီ confirmation ကိုစောင့်ပြီးတော့မှလေအယောင်းသမားတွေကရောင်းဖို့စဉ်းစားပါအဲ့တော့အဝယ်သမားတွေကလည်းပုံကြီးလက်ကောင်းပဲဒီဈေးတန်းတွေကနေ rubber 4550အထက်ကိုဖြစ်လာအဲ့တော့မှပဲပြန်ဝယ်ဖို့စဉ်းစားပါအခုနေရတော့ဘာမှမလုပ်သေးနဲ့เนาะဒီနေ့ပိတ်ဈေးအပြောင်းလဲဒီနေ့ဘယ်မှာပိတ်မလဲဆိုတာကိုစိတ်ရှည်စောင့်ပြီးရောင်းဝယ်လို့ပြောချင်တယ်ဒါ swing trader တွေ position trader တွေပေါ့เนาะအော် day trader တွေကထပ်ပြီးတော့ဘယ်လိုခွင့်လန်းရှိမလဲပေါ့เนาะ H4 ကိုကြည့် H4 လောက်ကိုသွားကြည့်အဲ့တော့ H4 လောက်ကိုကြည့်လိုက်တော့เนาะဒီမှာပါเนาะ inverted head and shoulder stretcher အသေးလေးဝင်လာနေပြီးတော့စက်မတက်ဘဲနဲ့4580ရာနေပဲပြန်ပြီးတော့ကြာ4580 4590မှာဒီမှာเนาะဒီမှာ shooting star လေးပို့ပြီးတော့မှကြာခဲ့တယ်4450ကြီးပြီးတော့ပြန်တက်တယ်အဲ့ဒီမှာလဲတခါ shooting star ပဲပြန်ပေါ်တယ်ပြီးတော့ anchor flame pattern ပေါ်တယ် A4 မှာတောက်လျှောက်ပြန်ဆင်းလာတယ်အဲ့တော့အခုဒီနေရာမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ corrective wave နေရာမျိုးဖြစ်တယ်ဒါ corrective zone ဒီ corrective zone ကြီးကပြက်တာဒီမှာ4440 4480ဒီကောင်ကို closing ဖောက်ထွက်သွားတော့မှပဲဒီမှာတောက်လျှောက်ဘာမှမရှိတော့ဘူးဘယ်ဒီကြာဆင်းနိုင်ကြီးရှိသွားတယ်ဆို4324တနည်းအားဖြင့်ဒီမှာ4000ဒီဈေးတောင်လာနိုင်ကြီးရှိသွားတယ်အဲ့တော့ H4 မှာပြန်ကြည့်လိုက်ရင်လေအခုလက်ရှိကလုံးဝ price ဒီလုံးဝ sensitive price ဖြစ်နေတာပေါ့နော်သူအထိလို့မရတဲ့ price မျိုးဖြစ်နေဘာလို့လဲဆိုတော့ကန်သွားမယ်အဝယ်သမားတွေကလေခိုင်မာရှိနေတဲ့ဈေးတန်းအယောင်းသမားတွေကလေလုံးဝတောက်လျှောက်နော်တောက်လျှောက်ရောင်းနေတာပေါ့ဗျာနော်အယောင်းနဲ့အဝယ်နဲ့မှာလုံးဝအယောင်းသမားအားတာသွားမလားဆိုတဲ့အချက်လားအဲ့တော့ break out နဲ့ကျွန်တော်တို့က technical မှာကြည့်လို့ရတယ်အဲ့တော့ break out ဖြစ်သွားမှပဲလောက်ရမှာဆိုတော့ H4 နဲ့ပြန်ကြည့်လိုက်ရင်4480ကို break out ဖြစ်ပြီးတော့မှပဲလိုက်ရောင်းပါနော်လုံးဝပြက်တာဖြစ်ပြီးတော့မှပဲရောင်းအဲ့ချိန်ကျ4512လို့ဈေးတန်း4500လို့ဈေးတန်းမှာဝင်နော်4480ကို break out ဖြစ်ပြီးသွားတယ်နော် H4 မှာcandle pattern နဲ့ကြည့်လိုက်ရင်တော့ candle pattern နဲ့ကြည့်လိုက်ရင် H4 မှာအခုဒီ candle ဒီ4500နဲ့ပိတ်ရင်ဈေးဆက်ကြလိမ့်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒေးသမားတွေမှာဒါလိုက်ရောင်းခြင်းနေဆိုရင်အခု H4 4500အောက်ကိုပိတ်သွားရင်လိုက်ရောင်းနော်အဲ့ဒါတစ်ချက်ရှိပြီ4500အောက်ကိုပိတ်သွားတယ်ဆိုရင်လိုက်ရောင်းပါအဲ့တော့ H1 မှာထပ်ကြည့်မယ် H1 မှာဒီမှာ morning star pattern ပေါ်တယ်တွေ့လား morning star pattern ပေါ်တယ်ပြီးတော့4500 support ဈေးတန်းဒီနေ့ရဲ့4500ဈေးတန်းအဲ့တော့ support ဈေးတန်းမှာအခုဒီမှာလာနေတာ anchor flame pattern နဲ့လာနေတယ်အဲ့တော့တနာရီပိတ်ဈေးက4မိနစ်ပဲလိုတော့တယ်အဲ့တော့ဒီ4မိနစ်လောက်အတွင်းမှာ4500တက်10နဲ့ပိတ်ရင် market ဒီဒါဆက်ဆင်းလိမ့်မယ်4480 4480ကို break out ဖြစ်မလားဆိုတာကိုစောင့်4480ကို break out ဖြစ်သွားတယ်ဆိုရင်4500လို့ဈေးတန်းမျိုးလေးမှာဝင်ဘယ်တိဆက်ဝင်လို့ရမယ်ဆို4380ပါတော့ဒီစက်ကင်တာလို့တော့ရတယ်နော် H1 အရာနဲ့ H4 အရာ H1 မှာလည်းအခုပိတ်ဈေးကနော်အခုပြောသလို4500ပိုးတွေဘာတွေနဲ့ဖြစ်သွားရင် anchor flame pattern ဖြစ်သွားတယ်နော်4520အထက်ဖြစ်သွားရင်တော့ဒါမရောင်းနဲ့ဟုတ်နော်ဆက်ပြီးတော့စောင့်ကြည့်အဲ့တော့ဘယ်ဈေးတန်းမှာတခါဝယ်ရမလဲဆိုရင်အခု4520အထက်ကိုပိတ်တယ်ဆိုရင်4550အထက်ကို break out ဖြစ်သွားတော့မှပဲ4530လို့ဈေးတန်းမှာထောက်ပြီးပြန်ဝယ်အဲ့တော့အဝယ်သမားတွေက4530လို့ဈေးတန်းမှာဝယ်ရတယ်ဘယ်လိုလဲဆိုရင်50ကိုဖောက်ပြီးတော့မှ30လို့ဈေးတန်းမှာလာဝယ်ရမယ်အထက်4600ကိုထားလို့ရမယ်အယောင်းသမားတွေက4500ကိုဒါဖောက်ဆင်းသွားတယ်4500 4510 H4 တို့ဒီက H1 တို့မှာပိတ်တယ်ဆိုရင်4480လောက်ထိရောင်းလို့ရတယ်4480ကိုလုံးဝ break သွားတယ်ဆိုတော့မှ4500လို့ဈေးတန်းမှာတောက်လျှောက်4380ထိယူလို့ရတယ်
နော်ရှင်းမယ်လို့ထင်ပါတယ်အဲ့တော့ထပ်ပြီးတော့15မိနစ်လောက်ကိုထပ်ကြည့်မယ်ထပ်ပြီး confirmation ထပ်ယူမယ်ဘယ် price တွေထပ်ပြီးကောင်းမလဲဘယ်နေရာနေကန်နိုင်လဲဆိုရင်ဒီမှာ4484 4486 4480 4480လေးပြီးတော့ဒီစုံကြီးတွေပါမာကြီးပြန်ပြီးတော့တက်တယ်เนาะဒီမှာတက်တယ်ဒီမှာတက်တယ်တနည်းအားဖြင့် higher ကို move သွားတယ်လားဒီလိုအဲ့တော့ဒီမှာကြီးဒီနေရာဒီဒါ support เนาะဒီနေရာဒီဒါ support 4480 8984ဒီစုံကြီးဒီမှာเนาะဒီစုံကြီးအဲ့တော့အခု15မိနစ်မှာကြည့်လိုက်တော့လေ market ကဒီ price တွေကိုလာလို့ရှိရင်ဒါအနေငယ်ပြန်ကန်နိုင်တယ်ဒီမှာလေ inverted head and shoulder ဒီမှာ V shape နဲ့ကန်တာအဲ့တော့ဒီကောင်းကိုလာထိလို့ရှိရင်လေပြန်ကန်နိုင်တယ်ရှိတယ်เนาะနည်းနည်းလေးပြန်ကန်နိုင်တယ်ရှိတယ်အဲ့တော့ scalping သမားတွေကကြတော့4480လို့နေရာမျိုးမှာနည်းနည်းလေးပြန်ကန်အောင် scalping သမားတွေကကြည့်ပြီးဝင်ဒါကတော့အကြံပေးရကျွန်တော်က scalping အတွက်ကိုidea မပေးတော့ဘူး zone အနေနဲ့ပဲပြောပြတော့မယ်အဲ့တော့9မိနစ်လို့ဈေးတန်းလောက်နဲ့ထပ်ကြည့်လိုက်မယ်เนาะအဲ့တော့9မိနစ်နဲ့ပြန်ကြည့်လိုက်တော့44ခုန8ခုလောက်မှာ market ကလုံးဝပြန်ကန်တက်တာเนาะဒီမှာ gap down မှာဖြစ်ပြီးတော့ပွင့်သွားတွေ့ရအဲ့တော့4480ပတ်ချာလေလောက်ကနေပြန်ကန်နိုင်တဲ့နည်းနည်းလေးပို့ပြီးတော့မှများနိုင်ပြီရှိတယ်เนาะအဲ့တော့4480လို့ဈေးတန်းမျိုးမှာ market က bullish pattern တွေဖြစ်တယ် hammer တို့ anga flame တို့ pin bar တို့เนาะ morning star တို့စသဖြင့်ပေါ့เนาะ bullish နဲ့ပတ်သက်တဲ့ candle pattern တွေဝင်လာရဆိုရင်15မိနစ်လို့ time frame မျိုးမှာပြန်ဝင်နေဆိုလို့ရှိရင်4480လို့ဈေးတန်းမျိုးမှာဝယ်ပါ4510လောက်ထိတည်ထားလို့ရတယ်เนาะဒါကဒေးသမားတွေက4480မှာပြန်အကန်အောင်ကြည့်လို့ရတယ်ခုန scalping ကလည်းကြည့်လို့ရတယ်ဒေးသမားကလည်းကြည့်လို့ရတယ်เนาะအဲ့ဒီစုံလေးမှာပြန်ဝင်လို့ကောင်းနေတယ် SL တော့ကတ်ပြီးတော့ထားပါတော့ဆိုလိုချင်တာက4480 85မှာဝယ်တဲ့သူတွေက9လောက်မှာထားပါတော့80မှာဝင်9မှာထား85မှာဝင်ရင်9လောက်မှာထားเนาะအဲ့တော့ဒီနေ့အတွက်ကတော့အဲ့လို action plan လေးတွေနဲ့ entry is it you ပါเนาะသုံးသက်ချက်လေးလည်းအခုကျွန်တော်မျှဝေပေးသွားရအောင်မိမိရဲ့ကိုယ်ပိုင်သုံးသက်ချက်တွေကိုယ်ပိုင်ဉာဏ်လေးကိုယ်ပိုင်အတွေးခေါ်တွေကိုယ်ပိုင် system တွေထပ်မံပေါင်းထည့်ပြီးတော့လည်းအသုံးပြုလို့ရပါတယ်အဲ့တော့ဒီနေရာမှာအားလုံးကို trader ညီကောင်မောင်နှမတွေကို remind လုပ်ချင်တာ trade လုပ်ပြီဆိုလို့ရှိရင် risk management အရေးကြီးပါတယ် risk management မကောင်းဘူးဆိုရင် best strategy best system မှာကိုယ်အမြတ်ပေးနိုင်မှာမဟုတ်အဲ့တော့ risk ကိုသေးသေးချာချာလေးเนาะတွက်ချက်ပြီးတော့ဝင်အဲ့တော့ဘယ်လောက်ဝင်ရမှာလဲလို့မသိသေးတဲ့ညီကောင်မောင်နှမတွေကိုလည်း analysis နဲ့အတူတူတွဲပြီးတော့ risk management ကိုပြောသွားပေးမယ် 1% ထက်ပိုပြီးတော့ risk ကိုမယူပါနဲ့အဲ့တော့ကိုယ့်ရဲ့ capital equity ပေါ့နော် equity က1000ရှိရင်1000ရဲ့ 1% ဖြစ်တဲ့10ကိုယူ1000ရှိရင်100ကိုယူเนาะ1000ရှိရင်1000ကိုယူအဲ့တော့နည်းနည်းပို့ယူခြင်းနဲ့ဆိုရင် 2% ထက်မကြော်သေးနဲ့အဲ့တော့ 1% နဲ့ 2% ကြားမှာပဲ risk ကိုယူပါတက်နိုင်ရင်အဲ့ထက် short ချဖို့ပဲရှိတယ် 0.5 ယူမလား 0.25 ယူမလား 1% ယူမလား 2% ယူမလားအဲ့ဘောင်တွေကမကြော်သွားပါသေးနဲ့အဲ့ trade transition တွေဝင်တဲ့အခါမှာအဲ့လို trade သွားမယ်ဆိုရင်ရေရှည်မှာမိတ်ဆွေတို့ဒီလုံးဝအောင်မြင်ပါတယ်အဓိက risk management အားနည်းလို့ပဲ trader တွေကကြာရှုံးသွားတာပါ strategy တိုင်း system တိုင်းအလုပ်ဖြစ်ပါတယ် trader တွေကပါနတ်မှု risk management တွေအတုံးမချနိုင်လို့ fail ဖြစ်ကြတာပါဒါကိုအများတန်းကိုသတိပေးဖို့လိုတယ်သတိထားဖို့လိုပါတယ်ဆိုတော့ trader တိုင်းအကျိုးအမြတ်ရကြပါသည်နောက်ရက်ကျွန်တော် analysis လေးမှာလည်းပြန်လဲစုံတွေ့ပါမယ်ကျွန်တော်ရဲ့သုံးသက်ချက်လေးကမိတ်ဆွေတို့ကအသုံးဝင်ခဲ့တယ်ဆိုရင် yes လို့မှတ်ခဲ့ပါဗျကျေးဇူးပါ